ဒီနေ့ကတော့ငါစုပ်ကြော်ပြမှာဖြစ်ပါတယ်။ဈေးရဝယ်လာတဲ့ငါချစ်ကလေးရဲ့ပြီးတော့ဂျင်းလေးတွေကိုလှိလိုက်ပြီးတော့ထောင်းထားပါတယ်။အချိုမုတ်စားထည့်ပါမယ်။ပြီးရင်တော့ပဲငယ်ပြရဲ့အနောက်ထည့်ပါတယ်။ဒီမြောက်တစ်စိတ်လေးသုံးပါတယ်။အခုနကဂျင်းတောင်းထားတာလေးကိုထည့်ပြီးတော့အားလုံးကိုနှံသွားအောင်လို့စုပ်နေပေးလိုက်ပါတယ်။ပြီးလို့ရှိရင်တော့စုံလေးတွေကိုထည့်ပြီးတော့ထောင်းပါတယ်ကြော်ဖို့အတွက်ငဆုပ်ကလေးတစ်ခုချင်းစီစုပ်ထားပါမယ်စီပူလာပြီဆိုရင်တော့အားလုံးထည့်ပြီးတော့ကြော်ပေးပါမယ်ဒီလိုမျိုးလေးရေးလာပြီဆိုရင်တော့နောက်တစ်ဖက်ကိုလှန်ပေးပါမယ်ဒီလိုပုံစံလေးနဲ့ပဲကျက်သွားတဲ့အထိကြော်ပေးပါမယ်အထက်ရလည်းကျက်သွားအောင်ပေါ့နော်ရပြီဆိုရင်တော့ဆဲလိုက်ပါမယ်ရှင်ဒီဂျင်းရယ်ပဲငယ်ပြားရယ်ထည့်ပြီးတော့သုံးထားတဲ့အတွက်ကြောင့်မို့ညှိလည်းမညှိပဲနဲ့အရင်စားလို့ကောင်းပါတယ်ထမင်းပူပူလေးနဲ့ဆိုရင်ဒီငဆုပ်ကြော်လေးကအရင်လိုက်ဖက်ပါတယ်ရှင်